မန်းမင်းကားဆိုတာနဲ့ထိနဲ့လူမဲ့လို့တွေးနေကြအောင်လားအခုပြောပြမယ်ဇက်ကားကတော့ဘရင်သားတော်တွေထိနဲ့လူမဲ့အစားသူတို့ရဲ့ချစ်သမီးချောလေးတွေကိုလိုက်ချော့နေရတဲ့မအားတဲ့ဇက်ကားဒီတိုင်းမှာပါတဲ့မင်းသမီးအကောင်လုံးကလည်းသူတို့ဘာသာဘရင်သားတော်ဖြစ်ဖြစ်ဘာကောင်ကြီးဖြစ်ဖြစ်စိတ်ကိုမဝင်စားရဲ့တကယ်မာနာကျဲမင်းသမီးတွေသူတို့ရဲ့အဖေဘရင်ကြီးလည်းသူသားတော်တွေကိုကြည့်ပြီးတော့တော်လေးပျော်နေရှာလာရောပေါ့ဇလန်းကတော့အစင်တသိန်းနဲ့ဇက်ကားပဲဇလန်းရဲ့အစားကတိုင်းပြည်ရဲ့ဆီယနာကိုရရှိထားတဲ့စစ်တူကြီးရဲ့သမီးကျောင်းနေမင်းသမီးကိုဘရင်သားတော်တွေကတပားနဲ့လက်ဆက်ပေးဖို့လုပ်ရနေပြီးတော့ဇလန်းစားတယ်ပေါ့နော်။အကုန်လုံးကကျောင်းနေမင်းသမီးကသူ့ရဲ့အိမ်အောင်ဘက်အနေနဲ့ဘယ်သူ့ကိုရွေးမလဲဆိုတာကိုစိတ်ဝင်စားကြတယ်။တကယ်တော့ဒီကျောင်းနေမင်းသမီးကတကယ်ကျောင်းနေအစင်မဟုတ်ဘူး။ကျောင်းနေမင်းသမီးကမြို့တော်ကိုလာတဲ့လမ်းမှာပဲလုံးကြံခံလိုက်ရတာ။အဲ့ဒီကျောင်းနေမင်းသမီးရဲ့ခန္ဓာကိုယ်တွေကိုတစ်ချိန်ကတိုင်းပြည်အာဏာကိုရရှိလို့မလို့ဘရင်ကအမျက်ထွက်ပြီးတော့တုတ်တင်လိုက်တဲ့ပေါ့နော်မိသားစုကြီးတစုကိုဥဆောင်နေတဲ့အမျိုးသမီးတဦးရဲ့ဝိညာဉ်ကဒီเจ้าနေမင်းသမီးရဲ့ခန္ဓာကိုယ်ရဲ့ဝင်သွားတာသူအရန်တော်ပြီးအရန်ထက်မြက်တဲ့ကောင်မလေးထက်မြက်တဲ့မိန်းကလေးပေါ့နော်အဲ့ဒီမိန်းကလေးကဝင်လာပြီးရဲ့အချိန်မှာသူကသူ့ရဲ့တွဲဖက်အင်ရှိဆန်မင်းသားနဲ့တွေ့သွားတာပေါ့နော်ဒီတိုင်းသူပြီးတိုင်းအကုန်လုံးကကွာเจ้าနေမင်းသမီးရေးချင်မဲ့ခင်ဗျအင်ရှိဆန်လို့လုံးဝမထင်ကြဘူးဘာလဲဆိုတော့အင်ရှိဆန်ကနာမကျန်းဖြစ်နေတဲ့သူဖြစ်နေတဲ့အတွက်ကြောင့်အချိန်မရွေးဒီအင်ရှိဆန်ကဒေသရင်အောင်လဲမဲ့ခန္ဓာကိုယ်နဲ့တည်သွားနိုင်တယ်ဆိုပြီးတော့အကုန်လုံးကအင်ရှိဆန်ကိုရှော့တက်ထားကြတာဒါပေမဲ့တကယ်တော့ဒီအင်ရှိဆန်မင်းသားကမှတကယ်ကိုဝင်ပလီအယောင်ဆောင်ပေါ့နော်ပုံစံမျိုးဖြစ်နေရတိုင်းပြည်ရဲ့ဒီအာဏာတစ်ခုလုံးပေါ့နော်နန်းတော်တွေမှာရှိရဲ့အဆက်တွေအကုန်လုံးကဒီအင်ရှိဆန်မင်းသားရဲ့လက်အောက်မှာဖြစ်ပြီးတော့သူရာဆန္ဒရှိရဲဆိုရင်နန်းတော်တစ်ခုလုံးကိုထုံးလို့မှွေပြေလို့နောက်လုံနိုင်တဲ့သူဒါပေမဲ့ तू ကသူ့ရဲ့နေမကောင်းတဲ့ခန္ဓာကိုယ်ကိုဗန်းပြပြီးတော့ဒါတွေအကုန်လုံး तू ဖုံးကွယ်ထားတာအဲ့တော့ဘယ်သူမှလည်းသူ့ကိုအထင်မကြီး तू ကသူအေးဆေးနေလို့ထင်ရတကယ်တော့နောက်ွယ်မှာချုပ်ကင်နေတာက तू ပဲမင်းသမီးနဲ့အင်ရှိဆန်တို့ရဲ့ညံကြီးပြိုင်တဲ့ဇက်ကွက်တွေဆိုအရန်ကြည့်လို့ကောင်းတယ်နှစ်ယောက်လုံးကတကယ်ကို powerful ကပဲပေါ့နော်ဒီဇလန်ထဲမှာပေါ့မင်းသမီးကိုကြိုက်တဲ့တခြားမင်းသားတွေလည်းပါဝင်သေးရဲ့ပေါ့နော်အဲ့မင်းသမီးကိုသဘောကျတဲ့တခြားမင်းသားတွေကိုလည်းဒီအင်ရှိဆန်ညံသုံးပြီးတော့ပဲတယောက်ချင်းကိုထုတ်ချတာပေါ့နော်အင်ရှိဆန်ရဲ့ character လည်းလုံးဝချစ်ဖို့ကောင်းတယ်ပန်းနုသေးရောင်ဆောင်ပြီးတော့ကြတော့သူချစ်တဲ့မင်းကလေးကိုရအောင်ယူတဲ့ character မျိုးပေါ့ဒါပေမဲ့လက်ရှိထိတော့မင်းသမီးရဲ့အချက်ကိုမရသေးဘူးမမကလည်းအရန်ကိုစောင်းဖြစ်တဲ့ female character ဖြစ်တဲ့အတွက်ကြောင့်မလို့လွယ်လွယ်အချက်ကိုမပေးသေးတဲ့ဟာမျိုးပေါ့ဒါပေမဲ့တစ်ခဲမှာတော့ကြိုက်နေပြီးအဲ့လိုမျိုးဇလန်နေထားရရှိရဲပေါ့နော်မင်းသမီးကိုမကြိုက်တဲ့တခြားဘရင်သားတော်မင်းသားတွေကလည်းသူတို့ဟာနဲ့သူတို့မအားဘူးဒီအချစ်တိုက်ပွဲမှာသူတို့မဝင်နိုင်သေးဘူးဘာလို့လဲဆိုတော့သူတို့မှာသူတို့ကြိုက်တဲ့မင်းသမီးတွေကသူတို့လုံးဝစိတ်ကိုမဝင်စားလှည့်မသိလို့မလို့အဲ့ဒီမင်းသမီးတွေကိုလိုက်ပြီးချော့နေရတာပေါ့ပြောရမယ်ဆိုရင်သူတို့ဟာနဲ့သူတို့ဒီခိနဲ့လူမဲ့အစားပေါ့နော်ဖြာသူတို့ရဲ့ဒီသူတို့ကြိုက်နေတဲ့မင်းကလေးတွေနောက်ကိုလိုက်နေရဟနေဇလန်ကလုံးဝမအားတဲ့ပုံစံမျိုးပေါ့ဒါပေမဲ့ကြည့်လို့တော့တအားကောင်းတယ်ခိနဲ့လူတာမျိုးဘာမျိုးတာအရန်ပြမျိုးမရှိပေမဲ့တိုင်းပြည်ထဲမှာပေါ့နော်အဲ့လိုတိုင်းပြည်အာဏာကိုထုတ်ကိုင်ထားတဲ့သူတွေဘယ်လိုထုတ်ချလဲဆိုတဲ့ဟာမျိုးတွေခါတော့အရန်ကြည့်လို့ကောင်းတဲ့ဇက်ကွက်တွေပေါ့နော်အဲ့လိုမျိုးဖြစ်တယ်ဒါအခုလက်ရှိမှာတော့ ongoing ဇာတ်ကားဖြစ်ပြီးတော့အပိုင်း18ပိုင်းနဲ့ထွက်သေးတယ်ဒါပေမဲ့အဲ့18ပိုင်းလုံးကိုတနေ့တည်းပေါ့နော်ညာလုံးပေါက်ကြည့်မိရဲ့အထိအရန်ကြည့်ကောင်းတဲ့ဇာတ်ကားမို့လို့ဒီကားလေးကိုညွှန်ဆိုပြလိုက်တာပါဇာတ်ကားလေးရဲ့နာမည်ကတော့ Blossom of Power ပါအရှင်မှာလည်းဇာတ်ကားနာမည်ကိုရေးထားပေးပါမယ်အရန်ကြည့်ကောင်းတဲ့ဇာတ်ကားလေးမို့သွားကြည့်ဖို့ရအတွက်ညွှန်ဆိုလိုက်ပါတယ်အာရီယာ